မန္တလေးငလင်မှာမန္တလေးငလင်မှာတော်တော်ပြင်းတယ်ဗျာအမှကျွန်တော်ကအမှဖရိန်လို့ဖို့အတွက်အမှတုံးနေခုထားတာဟိုမှအနေထားကဒီလိုဖြစ်သွားတယ်အနေထားအဲ့လိုဖြစ်သွားပြီအမှတုံးနေပေါ်နေအကုန်ပြုတ်ကျသွားတာတော်တော်ကိုပြင်းပြင်းထန်ထန်လုပ်တယ်ဗျာ register scale တော်တော်များတော့တယ်တော်တော်ပြင်းပြင်းထန်ထန်လုပ်သွားပါတယ်လို့ဟိုဘက်ဒီမှာဆိုလို့ရှိရင်အမှချန်စီယိုအုတ်တိုင်းတွေပြိုကျတယ်ဒါကျွန်တော်တို့ workshop ပေါ့နော်ကျွန်တော်တို့ workshop ကဒါချန်စီယိုအုတ်တိုင်းမှာချန်စီယိုအုတ်တိုင်းနေတာပြိုကျတယ်အိမ်မာကြီးတွေကအပျက်စီးတွေပါလို့ဒါအိမ်မာကြီးတွေကအပျက်စီးတွေဒကာနေအကုန်လုံးကွဲအကုန်ပြုတ်ကျအိမ်မာကြီးတွေကပျက်စီးတွေအပျက်စီးတွေပေါ့နော်မကြွေပြားတွေကတ်ထားတာအကုန်ကြွေပြားတွေအောက်ကိုအကုန်ကြွေကျတယ်မဒီပုံကြီးဆိုလို့ရှိရင်ဒါအရှိကိုတွန်းလို့ရွေ့လာတယ်ဒါနိုင်ငံမှာကတ်ထားတဲ့ပုံကြီးပေါ့နော်ဒါဆိုအရှိကိုရွေ့လာတယ်